ကဲဆရာကြီးပစ္စည်းအသိရင်းနဲ့တခုလောက်ရှင်းပြပါအောင်ခုနက mic fader ကိုရှင်းပြပြီးပြီဆိုတော့အခုကဒီဥစ္စာလေးကိုရှင်းပြပါအောင်ဆရာကြီးဒီလိုမျိုးနင်းရတာတော့သိတယ်ပေါ့နော်အဲ့လိုမျိုးလေးနင်းရဘိုးလုံးပဲတယ်ဒီဟာကိုဘာလောက်တာလဲတဲ့မေးကြတယ်ပေါ့နော်မေးကြရင်ဆိုတော့ဒါဘောလုံးပဲတယ်တဲ့မဟုတ်အဲ့လိုပြောလို့မရဘူးလေဒါဂီတာအဖက်လို့ရင်ပြောရမှာဂီတာအဖက်ဆိုအဆင့်ကြော်လို့မရဘူးနားမလည်တဲ့လူတွေရှင်းပြတယ်အဆင့်ကြော်လို့မရဘူးဆရာကြီးပြောပါအောင် boss လောက်လက်လေးနဲ့ထောက်ပြီးပြော boss MV90 ဒါ latest series သူ့နောက်မထွက်သေးဘူး latest ဆိုနောက်ဆုံးပေါ့ series ဂျပန်မိတ်စစ်ပေါ့နော်ဒါနောက်ဆုံးပေါ့ဒီ MV90 ဆိုတာနောက်ဆုံး series ပေါ့နော်သူ iPhone တွေလို့ပေါ့ Samsung ကနောက်ဆုံးဆိုသူနောက်ကမထွက်သေးဘူးပေါ့နော်ဒါလေးကဂီတာတီးတဲ့အခါမှာကိုပဲပြောမယ်ဂီတာတွေပါတီးတဲ့အခါမှာဒါအတန်တော့တွေလှအောင်လုပ်တဲ့အဖက်လို့ခေါ်တယ်ဒီအဖက်ဒီပါမှာဂီတာတစ်ခုရဲ့အသက်ပေါ့နော်အသက်ဝင်တာပေါ့ဂီတာအတန်တွေကဒီတိုင်းတော့ကွန်ပျူတာနဲ့ join ပြီးတော့ဂီတာနဲ့တီးလို့ရပါမယ်ဒီလိုဒီအဖက်ဆိုတာကြီးမပါရင်တော့မကောင်းဘူးပေါ့နော်မကောင်းဘူးပေါ့ဒီလိုမျိုးဒါအကောင်းဆုံးပေါ့ဂျားကန်ပေါ့ဒီကနေပြီးတော့မှဒါကွန်ပျူတာကိုတစ်ဆင့်သွားတာပေါ့နော်ဒီကနေအတန်တော့အကောင်းဆုံးတွေထွက်လာတယ်ပေါ့မှကြိုက်တယ်လို့ချိန်လို့ရတယ်ပေါ့နော်ကျမကတော့ဒီအလုံးတွေကခလုတ်တွေနားမလဲဘူးရှင်ကျမအကြမ်းမြင့်ပဲသိရပေါ့နော်ဆရာကြီးကပြောပြပါအောင်ရှင်ဒါပါလေးလေ U9 U9 ဆို user ကိုပြောတာဟော user က U9 ဆိုတာသူ channel 9 9ခုရှိတယ်channel 9ခုရှိတယ် program လည်းရှိတယ် channel ရှိတယ် user ရှိတယ်U9 ဆိုတော့1 2 3 4 5 6ကြိုက်တဲ့လောက်သွားလို့ရတယ်ဟာအဲ့လိုမျိုးသွားကိုကြိုက်တဲ့ဒီ band ခေါ်တာပေါ့ကိုကြိုက်တဲ့ဒီ band ထဲမှာကိုလိုချင်တဲ့ color တွေကိုဒီကနေဒီမှာဒီဟာဒါ manual change နေတယ်ဆိုလို့ရှိရင် စောင်းနေဖြစ်ပေါ့ manual change ဒီ memory ဒီဟာလေးကိုနှိပ်ပြီးတော့အဲ့မှာကိုလိုချင်တဲ့ memory change ပြီးရင်ကိုကဒီဘယ် band ထဲမှာထားခြင်းလဲ band 1 2 3 4 5 6 7 8 9အဲ့ကိုခုထဲမှာကြိုက်တဲ့စီမှာ save တာကိုဒီအဲ့ဒါရှုပ်သွားပြီအဲ့ဒါတွေကဆရာကြီးတွေဂီတာတီးတဲ့ဂီတာအခုမှစပြီးတော့ဒီလိုမျိုးတီးမဲ့လူတွေကိုသင်ရမယ့်ဟာတွေဖြစ်သွားပြီအခုကဒါအကျမ်းပြင်းမဲ့ဒါပေါ့နော်သူကိုညာရဲ့ဒီ fan တွေပေါ့နော်ကိုညာဆရာညာဒါပါကြီးလေအဲ့ဒါဘာပြားကြီးလေအမချိုရေးဆိုတော့ကိုကလည်းအကျမ်းပြင်းမဲ့ပြောတတ်တာအဲ့ဒါ ဂီတာအဖက် သူရှင်းပြခိုင်းတော့အသေးစိတ်တွေသင်တန်းပေးသလိုဖြစ်နေပြီကျတော့ဂီတာအဖက်ဟိုကအမပြောသလိုပေါ့ဂီတာနဲ့ကွန်ပျူတာနဲ့ချားမှာအဲ့လက်စားလေးပေါ့နော်တချို့ကြောင့်လည်းပဲဈေးလေးသိချင်တဲ့သူတွေရှိတယ်ဒါကအမိုက်ပြချတာရှိကျွန်တော်စုခိုင်းတော့မသူတဲ့အမိုက်တွေဈေးမေးတဲ့သူတွေကိုမှအမပြောမယ်ပေါ့နော်ဒီဥစ္စာလေးကအမလိုဝယ်တာဒါကြာပြီပေါ့နော်ကြာတယ်21သိန်းလောက်နေနော်21သိန်းလောက်ကြာတယ်ရှင်ကိုကဂျပန်ကနေမှလိုက်တာပေါ့နော်ဒီမြန်မာပြည်မှာရောင်းတာတို့ကမတုံးစံမှာသွားကြည့်တာ30ပဲရှိရနော်3သိန်းလောက်ပို့ကုန်တာ3သိန်းပို့ကုန်တယ်ဆိုတာလေကိုကဒါလေရင်နဲ့အပေါ်လန်းတင်လိုက်တာလေအပေါ်လန်းတင်လိုက်တာဆိုတော့လည်းဈေးနည်းနည်းထောင်းပါတယ်ပေါ့နော်ဒါတော့ဂျပန်မှာဆိုရင်တော့ဒီဥစ္စာမြန်မာငွေနဲ့ဆိုတာဂျပန်မှာ16သိန်းလောက်ပဲရှိတယ်လီဗာပူးကလီဗာညာ9သိန်း10သိန်းလောက်ပေးရတာအဲ့လိုမျိုးဈေးတွေကောင်းပါပါပေါ့နော်ဒါနိုင်ငံခြားပစ္စည်းလည်းဖြစ်တာဟုတ်အဲ့ဒါကြောင့်မှရှင်သွားကြမလို့နော်ဒါအလုပ်လုပ်တဲ့ပစ္စည်းတွေဒါအလုပ်လုပ်လို့မေးတဲ့သူတွေတက်ကိုဖြေတာနော်မောင်လေးတို့တမျိုးတွေတမီတွေထင်းနေအောင်မယ်အားမကြွားစရာဆိုလို့ဘာပဲရှိတယ်ဒီမှာငါခြေသေးလေးလောက်လာလာသေးလေးအဲ့ဒါပဲရှိတယ်မလို့မကြွားစရာဒီမှာငါစားရတယ်မဟုတ်1200ပေးရတယ်အဲ့ဒါပဲရှိတယ်ကြွားစရာစတူဒီယိုရောက်တဲ့တိတ်ကမှရေးတာ19ရက်9လားဆိုတော့တနေ့မပြေသေးဘူးဒါပဲရှင်နောက်နေလည်းအခုမေးတာတွေကိုလည်းဖြေရမှာအများကြီးပဲတချို့ကဝါသနာပါလို့မေးတာလေဒီလိုလေးတချို့ဘာလေးလည်းမမြင်ဘူးကြလို့မေးတာပေါ့နော်တချို့မသိတဲ့စိမ့်တဲ့သူတွေကအဲ့ဒါအမဖြေပေးရမှာအများကြီးရှိသေးတယ်နော်နောက်နေ့မဖြေပေးပါမယ်ရှင်တာ